မင်္ဂလာပါရှင် Smart Teaching House ကနေကြိုဆိုပါရစေဒေါက်တာစန်နီပါ Java program ဒီမှာ data input တွေကိုဘယ်လိုယူမလဲဆိုတဲ့အကြောင်းလေးကိုဒီ video လေးထဲမှာပြပြပေးချင်ပါတယ် video လေးကိုဆုံးထိကြည့်ပြီးတော့လေ့လာကြည့်အောင်နော်အဲ့တော့ Java program မှာ data input တွေကိုယူဖို့အတွက်ဆိုရင်တော့ scanner class လေးကိုအသုံးပြုလို့ရပါတယ် scanner class ဆိုတာကတော့ Java ရဲ့ standard library ထဲမှာရှိနေတဲ့ utility ဆိုတဲ့ package ထဲမှာရှိတဲ့ class လေးတစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင် scanner class တွေကိုသုံးပြီးတော့ဘယ်လို data source တွေကနေပြီးတော့ data တွေဖတ်လို့ရလဲဆိုတာကိုဆက်ပြီးကြည့်ရအောင်နော်အဲ့တော့ console ကနေပြီးတော့ user က data တွေကိုပေးလိုက်မယ်အဲ့တော့ console မှာရှိတဲ့ data တွေကို input အနေနဲ့ဖတ်ချင်တယ်ဆိုရင်လည်း scanner class ကိုအသုံးပြုလို့ရပါတယ်နောက် file object ထဲမှာရှိနေတဲ့ data တွေကိုလည်း input အနေနဲ့ယူချင်တယ်ဆိုရင်လည်း scanner class ကိုအသုံးပြုလို့ရပါတယ်အဲ့လိုပဲ string object ထဲမှာရှိနေတဲ့ data တွေကို input အနေနဲ့ယူမယ်ဆိုရင်လည်း scanner class လေးကိုအသုံးပြုပါတယ်ဒါဆိုရင်တစ်ခုချင်းစီကိုစကြည့်ရအောင်နော်user က console မှာ keyboard ကတဆင့် data တွေကိုထည့်ပေးလိုက်မယ်အဲ့တော့ user ပေးလိုက်တဲ့ console မှာ user ပေးလိုက်တဲ့ data တွေကိုဖတ်ဖို့အတွက်ဆိုရင် scanner class လေးကိုသုံးရပါမယ်အဲ့တော့ scanner class လေးကိုသုံးဖို့အတွက် scanner object လေးကိုအရင်ဆုံးစောင့်ပေးရပါမယ်ဒါဆိုရင် scanner object လေးကိုစောက်ဖို့အတွက်ဆိုရင်တော့ new keyword ရဲ့ scanner ရဲ့ constructor လေးကိုသုံးပြီးတော့ scanner object လေး creation လုပ်လိုက်ပါတယ်အခုဖက်မှာဒီ console က data တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ scanner ရဲ့ constructor ထဲမှာ system.in ဆိုပြီးတော့ရေးလိုက်ရပါတယ်အဲ့တော့ system.in ဆိုတာကတော့ system class ရဲ့ in ဆိုတာကတော့ input standard input string လေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒီ scanner ရဲ့ object လေးတစ်ခုရသွားပြီအဲ့ scanner object လေးကို reference လုပ်ဖို့အတွက်ဆိုရင် variable လေးတစ်လုံးကြီးညာလိုက်ပါတယ်ဒါဆိုရင်ဒီခု creation လုပ်လိုက်တဲ့ scanner object လေးရဲ့ reference လေးကိုဒီ input variable တွေကိုထည့်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဒုတိယတစ်ခုကတော့ file object တွေကနေ data တွေဖတ်ကြမယ်เนาะအဲ့တော့ file object တွေကနေ data တွေကို scanner class ကိုသုံးပြီးဖတ်ဖို့အတွက်ဆိုရင်လည်း scanner object လေးကို creation လုပ်ပေးရပါတယ်အဲ့တော့ new keyword လေးနဲ့ scanner ရဲ့ constructor လေးကိုသုံးပြီးတော့ scanner object လေးကို creation လုပ်ပါမယ်ဒါဆိုရင် scanner ရဲ့ constructor ထဲမှာဒီတစ်ခါပေးလိုက်ရမှာကကိုသွားဖတ်ချင်တဲ့ file object လေးကိုထည့်ပေးလိုက်ရပါမယ်ဒါဆိုလို့ရှိရင်ဒီ file object လေးကိုဒီ file object ထဲမှာရှိနေတဲ့ data တွေကို input အနေနဲ့ယူဖို့အတွက် scanner object လေးကို creation လုပ်လိုက်ပါပြီဒါဆိုရင်ဒီ scanner object လေးရဲ့ reference ကို assign လုပ်ဖို့အတွက် variable လေးတစ်လုံးကိုကြီးညာလိုက်ပါတယ်တတိယတစ်ခုကတော့ string object တွေက data တွေကိုဖတ်မှာပါအဲ့တော့ string object တွေက data တွေကိုဖတ်ဖို့အတွက်ဆိုရင်လည်း new keyword ရဲ့ scanner ရဲ့ constructor ကိုပေါင်းပြီးတော့ scanner object လေးကို creation လုပ်လိုက်ပါတယ်ဒီတစ်ခါကိုဖတ်ချင်တာ string object ဖြစ်တဲ့အတွက်ကြောင့်မို့လို့ scanner ရဲ့ constructor ထဲမှာ string object လေးကိုထည့်ပေးလိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့ဒီပေးလိုက်တဲ့ string object လေးထဲမှာရှိတဲ့ data တွေကိုဖတ်ဖို့အတွက် scanner object လေးကိုစောင့်လိုက်ပါပြီဒီ object လေးရဲ့ reference ကိုထည့်ဖို့အတွက်လည်း variable လေးတစ်လုံးကိုကြီးညာလိုက်ပါတယ်ဒါဆိုရင် scanner class လေးတွေသုံးပြီးတော့ဒီ console တို့ file တို့ string တို့စရဲပေါ့နော် source တွေကနေ data တွေကို input အနေနဲ့ဖတ်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီ scanner class ထဲမှာရှိနေတဲ့ method လေးတို့ဆက်ပြီးတော့ကြည့်ရအောင်เนาะအဲ့တော့ scanner object လေးတော့ creation လုပ်ပြီးသွားပြီဒါပေမဲ့ဒီ user ထည့်လိုက်တဲ့ data type ပေါ်မူတည်ပြီးတော့အသုံးပြုမဲ့ method လေးတွေ꿰သွားပါတယ်အဲ့တော့ user က boolean data type ကိုထည့်ပေးလိုက်တယ်ဒါဆို boolean data type တွေကိုက input အနေနဲ့ဖတ်ချင်တယ်ဆိုရင်တော့ next boolean ဆိုတဲ့ method ကိုသုံးရပါတယ်အဲ့တော့ byte type တွေကိုဖတ်ချင်တယ်ဆို next byte short type တွေအတွက်ဆိုရင် next short ပါနောက် integer type တွေအတွက်ဆိုရင် next int long type အတွက်ဆိုရင် next long ပါနောက်ဒသမတွေအတွက်ဆိုရင်တော့next double နဲ့ next float ဆိုပြီးတော့ method တွေရှိပါတယ်အဲ့တော့ user ပေးလိုက်တဲ့ data ကstring type တွေဖြစ်တယ်ဆိုရင်တော့အဲ့ဒီ data တွေကိုပြန်ပြီးတော့ input အနေနဲ့ယူဖို့အတွက်ဆိုရင် next method နဲ့ next line method ဆိုပြီးတော့နှစ်ခုရှိပါတယ်အဲ့တော့ဒါလေးတွေကတော့ scanner class ရဲ့ method လေးတွေပဲဖြစ်ပါတယ်ဒါဆိုရင် scanner class နဲ့ပတ်သက်ပြီးတော့ practical လေးကိုEclipse လေးမှာဆက်ပြီးတော့ဆန်းကြည့်ရအောင်เนาะဒီစမယ်လေးမှာဆိုရင်တော့ scanner class ကိုအသုံးပြုပြီးတော့ console ကနေပြီးတော့ data input တွေဘယ်လိုယူမလဲဆိုတာကို practically ဆန်းကြည့်မယ်เนาะအဲ့တော့ပထမအဆုံးအနေနဲ့ scanner class ရဲ့ object လေးကိုအရင်ဆုံး creation လုပ်ပါမယ်အဲ့တော့ new keyword ရဲ့ scanner class ရဲ့ constructor လေးကိုရေးပါမယ်ပြီးရင် semicolon မှာပိတ်ပါမယ်အဲ့တော့ဒီ scanner class ရဲ့ constructor ထဲမှာရေးရမယ့်ဟာဒီအခုက console ကနေ data input တွေကိုဖတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ system.in ဆိုပြီးတော့ရေးပါမယ်ဒါဆို error ရှိနေတဲ့အတွက်ကြောင့် error လေးပေါ်မှာထောက်ကြည့်ပါမယ်အဲ့တော့ import လုပ်ပေးရပါမယ်အဲ့တော့ import java.utility.scanner ဆိုပြီးတော့အခုအသုံးပြုနေတဲ့ scanner class လေးကို import လုပ်ပေးပါတယ်အဲ့တော့ object လေးတစ်ခုရသွားပြီဆိုရင်အဲ့ဒီ object ကို reference လုပ်ဖို့အတွက် scanner type ရှိတဲ့ variable လေးတစ်လုံးလေးကိုဒီ object ရဲ့ reference လေးကိုထည့်လိုက်ပါမယ်အဲ့တော့ဒါဆိုရင် import ဖတ်ဖို့အတွက် scanner object လေးကိုစောက်ပြီးသွားပါပြီအဲ့တော့ user ကိုဘယ်လို data တွေထည့်ရမလဲဆိုတာကို information ပေးဖို့အတွက်ဆိုရင် system.out.println နဲ့
information လေး output ထုတ်ပြလိုက်ပါမယ် enter your name ဒါဆိုရင် user ကိုဘာ data ထည့်ရမလဲဆိုတော့ information လေးပေးလိုက်တာပါအဲ့တော့ user ကနာမည်လေးထည့်မှာဆိုတော့နာမည်ဒီ string type ဖြစ်တဲ့အတွက်ကြောင့်မို့လို့ scanner class မှာ string ကိုဒီဖတ်စင်နေဆိုရင် method နှစ်ခုရှိပါတယ် next နဲ့ next line မှာအဲ့တော့အရင်ဆုံး next နဲ့စမ်းကြည့်မယ်နော်အဲ့တော့ scanner object ကတစ်ဆင့် next ဆိုပြီးတော့ method လေးကိုလှမ်းခေါ်လိုက်ပါတယ်ကဲဒါဆိုရင်ဒီ next က return ပြန်မဲ့ type ဒီ string type ဖြစ်တဲ့အတွက်ကြောင့်မို့လို့ string ဆိုပြီးတော့ variable လေးတစ်လုံးနဲ့ကိုဒီဖတ်လိုက်တဲ့ input data လေးကိုထည့်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့အဲဒီ variable ထဲမှာရှိတဲ့ input ဝင်လာတဲ့ data တွေကိုပြန်ပြီးတော့ output လေးထုတ်ကြည့်ပါမယ်ဒါဆိုရင် save လုပ်မယ် run ကြည့်အောင်နော်enter your name ဆိုပြီးတော့ user ကို system.out.print နဲ့ output ထုတ်ပြီးတော့ information ပေးထားတဲ့စာကြောင်းလေးပေါ်လာပါပြီအဲ့ဒါဆိုရင်နာမည်လေးထည့်ပါမယ် zoom မြန်လို့ထည့်လိုက်ပါမယ်အဲ့တော့ user ထည့်လိုက်တာတော့စုမြတ်ပဲဒါပေမဲ့next ဒီစုထိပဲဖတ်ပေးပါတယ်အဲ့တော့ next ဒီဘယ်လိုဖတ်ပေးရလဲဆိုရင်သူဒီ su လဲပြီးရော space လဲတွေ့ရော space မတိုင်ခင်ထိကိုပဲသူဒီဖတ်ပေးရပါအဲ့အတွက်ကြောင့်မို့လို့ next နဲ့ဖတ်လိုက်လို့ရှိရင်တော့ space မတိုင်ခင်စုအထိပဲသူဒီဖတ်ပေးပါတယ်အဲ့တော့တစ်ကြောင်းလုံးဖတ်ချင်တယ်ဆိုရင်တော့ next အစား next line ကိုပြောင်းသုံးမှရပါမယ်အဲ့တော့ next line လေးကိုပြောင်းရေးလိုက်ပါတယ်ပြန်ရမ်းကြည့်မယ်နော်အဲ့တော့ your name လို့ပြောလိုက်လို့ရှိရင်စုမြတ်ဆိုပြီးတော့ပေါ်လာပါပြီအဲ့တော့ဒါဆို enter လေးခောက်လိုက်ပါမယ်အဲ့အတွက်ကြောင့်မို့လို့ next line နဲ့ဖတ်တယ်ဆိုရင်တော့ဒီပင်ထည့်လိုက်တဲ့ string တစ်ချောင်းလုံးအဆုံးထိကိုသူဒီဖတ်ပေးပါတယ်အဲ့အတွက်ကြောင့်မို့လို့ကိုက next နဲ့ဖတ်မလား next line နဲ့ဖတ်မလားဆိုတာကိုတော့ကိုတင်တော်ရနဲ့ဖတ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ example လေးကတော့ console ကနေပြီးတော့ data input တွေကို scanner ကိုသုံးပြီးတော့ဘယ်လိုဖတ်လဲဆိုတာကိုပြပြပေးခဲ့ပါပြီအဲ့တော့နောက်ထပ် example လေးကိုဆက်ကြည့်အောင်နော်ဒီ example လေးကတော့ file တစ်ခုတွေက data တွေကို scanner class ကိုသုံးပြီးတော့ဘယ်လိုဖတ်မလဲဆိုတာကို practically ဆက်လုပ်ကြည့်ပါမယ်အဲ့တော့ကိုက file တစ်ခုတွေက data တွေကိုဖတ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ file ကို creation အရင်လုပ်ရပါမယ်အဲ့တော့ folder လေးတစ်ခုထဲမှာ right click နှိပ်မယ် new ဆိုပြီးတော့file လေးတစ် file ဖြစ်တဲ့ text document file လေးကိုပဲ creation လုပ်လိုက်ပါမယ်နာမည်လေးကို sample လို့ပေးလိုက်မယ်အဲ့တော့ဒီ file လေးကိုဖွင့်ကြည့်ရအောင်နော်ဒီ file ထဲမှာ data လေးရေးလိုက်ပါတယ် integer data 100လို့ပေးလိုက်ပါတယ်ပြီးရင် file အောက်က save လေးနှိပ်လိုက်ပါမယ်ပြီးရင် close လုပ်လိုက်ပါမယ်အဲ့တော့ဒီ file ဒီဘာမျိုးစားလဲသူ့ရဲ့ location ကဘာလဲသိဖို့အတွက်ဆိုရင်ဒီ file မှာ right click နှိပ်မယ် properties ကိုသွားပါမယ်အဲ့တော့ဒီ file ဒီ .txt ဖြစ်တဲ့ text file မျိုးစားပါပြီးရင်သူ့ရဲ့ location လေးကို select မှတ်ပြီးတော့ copy လေးပို့ခဲ့ပါမယ်ဒါဆိုရင် eclipse ကိုပြန်သွားမယ်เนาะအဲ့တော့ဒီကိုက creation လုပ်လိုက်တဲ့ file လေးကိုဖတ်ဖို့အတွက်ဆိုရင်တော့ file object လေးကို creation လုပ်ရပါတယ်အဲ့တော့ new keyword ရဲ့ file class ရဲ့ constructor ရေးပါမယ်ပြီးလို့ရှိရင် semicolon မှာပိတ်ပါမယ်အဲ့တော့ဒီ file class ရဲ့ constructor ထဲမှာ double quote လေးရေးပြီးတော့အဲ့ double quote ထဲမှာခုနကတော့ကိုဖတ်ချင်တဲ့ file ရဲ့ copy ကူးခဲ့တဲ့ location လေးကို paste လုပ်လိုက်ပါတယ်// ဖတ်ချင်တဲ့ file ရဲ့နာမည်လေးက sample.txt ဆိုတဲ့ extension နဲ့ file မျိုးစားလေးပါဒါဆိုရင် file object လေးတစ်ခုရပြီအဲ့တော့ error တက်နေတော့အဲ့ဒီ error ပေါ်မှာထောက်လိုက်ပါမယ် import လုပ်ခိုင်းတာပါအဲ့တော့ java.io.file ဆိုပြီးတော့ file class လေးကို import လုပ်ခိုင်းတာပါfile class လေးဒီ file လေးရဲ့ object file class ရဲ့ object လေးတစ်ခုရပြီဆိုလို့ရှိရင်တော့ file ဆိုပြီးတော့ variable လေးတစ်လုံးကို creation လုပ်ထားတဲ့ file object လေးရဲ့ reference ကိုတွားထည့်လိုက်ပါတယ်ဒါဆိုရင်ဖတ်မဲ့ file ရဲ့ file အတွက် file object လေးစောက်ပြီးသွားပြီဆိုရင်အဲ့ဒီ file object ကိုဖတ်ဖို့အတွက် scanner class ရဲ့ object လေးကိုထပ်ပြီးတော့စောက်ပါမယ် new keyword scanner ရဲ့ constructor ထဲမှာဒီတခါထည့်ရမယ့်ဥစ္စာဒီကိုသွားဖတ်မဲ့ file ရဲ့ file object လေးပဲဖြစ်ပါတယ်အဲ့တော့ file object ဖြစ်တဲ့ obj လေးကိုထည့်လိုက်ပါတယ်error တက်နေတော့ error ပေါ်မှာထောက်လိုက်ပါတယ် import java.utility.scanner ပါ error ထပ်ရှိနေသေးတော့ထပ်ပြီးတော့ထောက်လိုက်ပါတယ်အဲ့တော့သူတို့ပြစ်ခိုင်းတာပါသူတို့လေးပြစ်လိုက်ပါတယ်အဲ့တော့တကယ်လို့ကိုဖတ်တဲ့ file လေးကကိုယ့်ရဲ့ computer မှာမတွေ့ဘူးဆိုရင်တော့ file not found exception လေးတက်မှာပါဒါဆိုရင် file object လေးရပြီဆိုရင်တော့ scanner type ဖြစ်တဲ့ input ဆိုတဲ့ variable တွေကိုဒီ object ရဲ့ reference လေးကိုတွားထည့်လိုက်ပါမယ်ဒါဆိုရင်တော့ဖတ်မဲ့ file အတွက်လည်း file object ဆောက်ပြီးသွားပြီအဲ့တော့အဲ့ file object ကိုဖတ်ဖို့အတွက် scanner object လည်းဆောက်ပြီးသွားပါပြီဒါဆိုလို့ရှိရင်တော့ data လေးကိုဖတ်မယ်เนาะအဲ့တော့အဲ့ file ထဲမှာရှိတဲ့ data လေးတစ်ခုတည်းပါရှိရဲ့ data ရဲ့မျိုးစားလေး integer type ဖြစ်တဲ့အတွက်ကြောင့်မို့လို့ scanner class ရဲ့ integer ကိုဖတ်ဖို့အတွက် next in ဆိုတဲ့ method ကိုသုံးပါမယ်အဲ့တော့ import ဆိုပြီးတော့ scanner object ရဲ့ကနေတစ်ဆင့် next ဆိုပြီးတော့ next in ဆိုတဲ့ method နဲ့ဖတ်ပါမယ်
အဲ့တော့ဒါဆိုရင်ရလာတဲ့ data type က integer data type ဖြစ်တဲ့အတွက်ကြောင့်မို့လို့ int ဆိုပြီးတော့ variable လေးတစ်လုံးနဲ့ကို input ဖတ်လိုက်တဲ့ data လေးကိုထည့်လိုက်ပါမယ်အဲ့ဒီ data လေးကို output ပြန်ထုတ်ကြည့်ပါမယ် system.out.print ln နဲ့အဲ့ဒီ data လေးကို output ပြန်ထုတ်ကြည့်ပါမယ်ဒါဆိုရင်ကြည့်ပါမယ်ဒါဆိုရင်တော့ခုနကတော့ sample.txt ထဲမှာရေးထားတဲ့တရားဆိုတဲ့ data လေးကိုဖတ်လိုက်တာပါအဲ့တော့ဒီ example လေးကတော့ file ထဲမှာရှိနေတဲ့ data တွေကို scanner object ကိုသုံးပြီးတော့ဘယ်လိုဖတ်လဲဆိုတာကိုစမ်းပြပေးထားတာပါနောက်ထပ် example လေးဆက်လုပ်ကြည့်အောင်နော်ဒီ example လေးမှာဆိုရင်တော့ scanner class ကိုအသုံးပြုပြီးတော့ string တွေက data တွေကိုဘယ်လိုဖတ်မလဲဆိုတာကို practically ဆက်လုပ်ကြည့်မယ်နော်အဲ့တော့ string လေးတစ်ခုကိုကြီးညာလိုက်ပါမယ် string လေးတစ်ခုဒီ example လေးမှာဆိုရင်တော့ scanner class ကိုသုံးပြီးတော့ဒီ string တွေက data တွေကိုဘယ်လိုမျိုး input ဖတ်မယ်ဆိုတာကို practically ဆက်လုပ်ကြည့်မယ်နော်ဒီ example လေးမှာဆိုရင်တော့ string တွေက data တွေကို scanner class ကိုသုံးပြီးတော့ဘယ်လိုမျိုးလေးဖတ်မလဲဆိုတာကို practically ဆန်းကြည့်ရအောင်အဲ့တော့ string လေးတစ်ခုကို name equal to စုမြတ်အောင်ဆိုပြီးတော့string လေးတစ်ခုကိုကြီးညာလိုက်ပါမယ်။ကဲဒီ string လေးကိုဖတ်ဖို့အတွက်ဆိုရင်တော့ scanner object လေးစောက်ပါမယ် new scanner ပြီးလို့ရှိရင် scanner ရဲ့ constructor ထဲမှာပေးရမှာဒီတစ်ခါ string တွေကနေဖတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါ်က string variable လေးဖြစ်တဲ့ name ဆိုတာလေးကိုပေးလိုက်ပါမယ်။ဒါဆိုရင်ဒီ scanner object လေးရပြီဆိုရင်တော့ import လုပ်ပါမယ်သူပေါ်မှာ import java.utility.scanner ကဲအဲ့တော့ဒီ scanner object လေးကို variable လေးတစ်လုံးနဲ့ကို scanner object ရဲ့ reference လေးကိုထည့်လိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်သူ့တွေကသူတော့ဖတ်မှာဒီ string တွေက data တွေကိုဖတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ next line နဲ့ဖတ်ကြည့်မယ်နော်အဲ့တော့ import scanner object ရဲ့အနေနဲ့စင် next line method လေးကိုခေါ်လိုက်ပါမယ်ဒါဆိုရင်ဒီ next line method လေးက return ပြန်မဲ့ data type ဒီ string type ဖြစ်တဲ့အတွက်ကြောင့်မို့လို့ string ဆိုပြီးတော့ variable လေးတစ်လုံးနဲ့ကို input ဖတ်ထားတဲ့ data တွေကိုထည့်လိုက်ပါမယ်ဒါဆိုရင်တော့ system.out.print ln နဲ့အဲ့ဒီ input data လေးကိုပြန်ပြီးတော့ output ထုတ်ကြည့်ပါမယ်ဒါဆိုရင် run ကြည့်မယ်နော်အဲ့တော့ဒါဆိုရင်ဒီ string ထဲမှာရှိရဲ့ data တွေကို scanner class ကိုသုံးပြီးတော့input ဖတ်ကြည့်ရပဲဖြစ်ပါတယ်အဲ့တော့ဒီတတိယတနည်းကတော့ command line ကနေပြီးတော့ data တွေကို input အနေနဲ့ယူဖို့အတွက်ဆိုရင်တော့ main method ထဲမှာရှိနေတဲ့ string array လေးကိုသုံးပြီးတော့ input အနေနဲ့ဖတ်ပြရပဲဖြစ်ပါတယ်အဲ့တော့သူ့ကိုလည်းpractical အနေနဲ့ဒီ Eclipse IDE လေးမှာဆက်ပြီးတော့စမ်းကြည့်ရအောင်နော်command line ကနေပြီးတော့ data input တွေကိုပေးလိုက်ပြီဆိုတာနဲ့အဲ့ data input တွေဒီ main method ရဲ့ string array တွေကိုရောက်သွားပါတယ်အဲ့တော့ဘယ်လို data အမျိုးအစားတွေကို command line ရပဲ input ထည့်တဲ့ဒီ string array တွေကိုရောက်သွားပြီဆိုတာနဲ့အားလုံးဒီ string type ဖြစ်သွားပါပြီအဲ့တော့ဥပမာ user ကပေါ့နော် data integer data value တစ်ခုကို command line ကနေပေးလိုက်တယ်ဒါပေမဲ့ string array တွေကိုရောက်သွားပြီဆိုတဲ့အချိန်မှာတော့သူဒီ string type ဖြစ်သွားပါပြီအဲ့တော့ user က data value တစ်ခုကို command line ကနေပေးလိုက်မယ်အဲ့ဒါဆိုရင်တော့ string array ရဲ့ 0 ခန်းထဲကိုရောက်သွားမယ်အဲ့တော့ဒီ string array ရဲ့ 0 ခန်းထဲမှာရှိရဲ့ data တွေကိုပြန်ယူဖို့အတွက်ဆိုရင်ပြန်ယူမယ်ပြီး variable တစ်လုံးလေးကိုထည့်မယ်ပေါ့နော်အဲ့လိုထည့်ဖို့အတွက်ဆိုရင်အဲ့ဒီ variable type က string type ဖြစ်ရပါမယ်အဲ့တော့ဒီ string array 0 ခန်းနဲ့ရ data ဒီ input data ကိုယူတယ်ပြီးလို့ရှိရင် string type ရှိရဲ့ variable လေးတစ်လုံးလေးကိုထည့်လိုက်ပါတယ်ထည့်ပြီးလို့ရှိရင်တော့ system.out.print ln နဲ့အဲ့ဒီ variable လေးကိုပြန်ပြီးတော့ထုတ်ကြည့်လိုက်ပါတယ်အဲ့တော့ဒါဆိုရင်ဒီ program လေးကို run ကြည့်မယ်နော် run ဖို့အတွက်ဆိုရင် run button လေးရဲ့ run configuration ကိုသွားပါမယ်သွားပြီးပြီဆိုရင်အခု run မှာက testing ဆိုတဲ့ class ပါအဲ့တော့ testing ဆိုတဲ့ class ရဲ့ argument လေးကိုသွားလိုက်ပါမယ်အဲ့ဒီမှာဆိုလို့ရှိရင် hello ဆိုတဲ့ဒီ data input လေးတစ်ခုကိုပေးလိုက်ပါမယ်ပြီးလို့ရှိရင် run လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ console မှာ hello ဆိုပြီးတော့ပြန်ပြီးတော့ output ထုတ်ပြီးတော့ထုတ်တာအောင်မြင်ရပါမယ်အဲ့ဒါတော့ system.out.print ln နဲ့ဒီ variable လေးကိုထုတ်ပြထားတဲ့အတွက်ကြောင့်မလို့ hello ဆိုတာလေးကိုမြင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကကြတော့ဒီ command line ကနေပြီးတော့ data input တွေပေးလိုက်ပြီဆိုရင် main method string array တွေကိုရောက်သွားတယ်အဲ့ဒီ string array တွေကမှပြန်ပြီးတော့ဒီ data တွေကိုထုတ်ကြည့်ရပဲဖြစ်ပါတယ်